Joshua Van ကပွဲအစပိုင်းမှာလူပင်မမခံပဲအင်အားချွေတာသွားတာတော်လေးပါနဲ့တယ်ဗျချုပ်ကွက်မိသွားရင်တော့မပြဘဲနဲ့အဆုံးသက်မခံရအောင်ပဲခုခံပြီးငါးချီစာအတွက်အားမွေးထားတဲ့ပုံစံပဲတိုင်ရာဘက်ကကျတော့ထင်ထားတာထပ်ပိုပြီးချုပ်ကွက်တွေရနေခဲ့တယ်ဒါပေမဲ့အဲ့ဒါကြောင့်ပဲအားတွေအလွန်ကျွံတုံးလိုက်မိတယ်လို့ဖြစ်သွားတယ်ကျွန်တော်ကြည့်ရသလောက်တော့တက်ချီနှစ်ချီမှာအားတွေအများကြီးတုံးလိုက်ရတော့နောက်ပိုင်းမှာအားကုန်သွားတဲ့ပုံစံမျိုးပေါ့ Joshua Van ကကျတော့အဲ့ဒီအခွင့်အရေးကိုသုံးပြီးသူကျွမ်းကျင်တဲ့ boxing skill တွေနဲ့နောက်ပိုင်းအချီတွေမှာထိုးချက်တွေတရက်ဆက်တွင်းသွားနိုင်ခဲ့တာပဲကျွန်တော်မှာခံမှန်းချက်နှစ်ခုရှိခဲ့တာတစ်ခုက Tyra နိုင်မဲ့ဆိုရင်သူကမြေပြင်ကစားကွက် submissions နဲ့အမြန်ဆုံးအဆုံးသတ်သွားမှာနောက်တစ်ခုက Van နိုင်မဲ့ဆိုရင်တော့အခုပွဲလိုမျိုးအချီရှည်ဆွဲပြီးမှအလဲထိုးမှာအခုကတော့ကျွန်တော်ထင်ထားတဲ့ဒုတိယပုံစံအတိုင်းဖြစ်သွားတာပေါ့ Van ကတော်တော်လေးတီတီငင်ငင်ကစားသွားနိုင်ခဲ့တယ်ကျွန်တော်ကိုယ်တိုင်လည်းအသက်25နှစ်လောက်မှာချန်ပီယံပွဲထိုးခဲ့ဘူးပြီးရှုံးခဲ့ဘူးတယ်လေတိုင်ရာကလည်းအခုအသက်တူတူလောက်ပဲနီးပညာအရာသူကချန်ပီယံပွဲထိတက်နိုင်တဲ့အရည်ချင်းရှိတာမှန်ပေမဲ့အဲ့ဒီထက်ပိုပြီးဘောင်ကျော်သွားဖို့တခုခုလိုနေသေးတယ်သူဒီတစ်ခါလီကျင်ရေးစကန်ကမ်ကိုပဲ Rovai တို့စီမှာတွားလုပ်တယ်လို့ကြားတယ်ဒါပေမဲ့လီကျင်ရေးတစ်ခုတည်းနဲ့တော့ဘာမှပြောင်းလဲသွားမှာမဟုတ်ဘူးသူကိုယ်တိုင်ဘလောက်ထိစူးစမ်းမလဲဆိုတာပေါ်မှာပဲမူတည်ပါတယ်ကျွန်တော်ကတော့ပွဲရှိလာပြီဆိုရင်အမြဲတမ်းစိတ်လှုပ်ရှားပြီးပျော်နေတာပဲမနယ်ကားပဲ့နဲ့ပွဲအတွက်လည်းလက်ကအနာပြောက်သွားပြီဆိုတော့အားတုံခွန်ဆိုင်လေ့ကျင့်နေပါပြီကျွန်တော်ကလူကသာပင်ပန်းခြင်းပင်ပန်းမယ်စိတ်ကတော့ Dragon Ball ကတချင်းလိုမျိုးစိတ်လှုပ်ရှားမှုတွေတိုးဝင်လာနေတယ်ဆိုတဲ့ပုံစံမျိုးပဲကျွန်တော်ဒီအလုံးနဲ့တကယ်ကိုကိုက်ညီတယ်လို့ထင်ပါတယ်ဗျာအချင်းချုပ်အနေနဲ့ပြောရရင် Horiguchi က Van ရဲ့စိတ်ရှည်မှုနဲ့အင်အားချွေတာနိုင်မှုကိုချီးကျူးသွားပြီး Tyra ကိုတော့နီးပညာထက်ပိုတဲ့အတွေ့အကြုံနဲ့အတွေးအခေါ်ပြောင်းလဲဖို့လိုအပ်ကြောင်းအကြံပြုထားတာဖြစ်ပါတယ်သူ့ကိုယ်တိုင်လည်းမကြခင်မှာထိုးတက်ရမယ့်မာနယ်ကာပီနဲ့ပွဲအတွက်အရန်ကိုစိတ်အားထက်သန်နေတဲ့အကြောင်းပြောသွားခဲ့တာပဲဖြစ်ပါတယ်